မတောင်းနိုင်တဲ့စုသွားတောင်းရင်ဒုက္ခရောက်တတ်သေးတယ်။ဥမာရန်တီတို့လို့မတောင်းတဲ့စုသွားတောင်းတယ်လေ။ဗမာတွေကတော့နာမည်ရဲ့အတိတ်ပဲမသိပဲနဲ့မှဲ့ကြတယ်မအောင်မနဲ့ဥမာဆိုတာအယူကိုပြောတာနော်ဥမာဒန္တဆိုတာယူသွချင်းယူသွစေခြင်းဆိုတဲ့အဓိပ္ပာယ်ရယူသွစေခြင်းဘယ်သူကိုယူသွစေတာတော့ဆိုရင်သူ့အလှပကိုမြင်တဲ့ပုဂ္ဂိုလ်တွေကိုယူစေတတ်လို့သူ့ကိုဥမာဒန္တိလို့ခေါ်တာဥမာဒန္တိဆိုတာအဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာအေးနာမည်မဲ့တဲ့အခါလဲနည်းနည်းအဓိပ္ပာယ်ကောင်းတာလေးကြည့်ပြီးတော့မှဲ့ပါနော်ကိုယ့်ကိုယ်ကအဓိပ္ပာယ်မသိပေမဲ့လို့နာမည်ကအယူဖြစ်နေတတ်သေးတယ်နော်အဲ့ဒီမှာအဲ့ဒီစုသွားတောင်းလိုက်တဲ့အတွက်ကြောင့်သူ့မြင်တဲ့ပုဂ္ဂိုလ်တွေဟာအယူမှုဖြစ်ကြရဒုက္ခရောက်အောင်တောင်းတဲ့အတောင်းမျိုးဖြစ်တယ်ပေါ့အဲ့ဒီလိုစုမျိုးလည်းပဲမတောင်းသင့်ဘူးပေါ့အခုဒီအမတ်ပါဠိရဲ့အလောင်းကတော့ကြည်ဘုရင်မြတ်စွာဘုရားရဲ့နှမတော်ဖြစ်ခဲ့တဲ့နဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုဝင်ဖို့ရမလုပ်ပါပဲနဲ့ဖြစ်တရားဘဝမှာချောမောလှပရပါလို့ဤဆိုတဲ့စုကိုသူတောင်းလိုက်တာအေးတောင်းလိုက်သည့်အတွက်ကြောင့်သူတောင်းတဲ့စုတော့ရပါရဲ့တန်တရားထဲမှာသူကလွင့်မျောလာခဲ့တာတိခိမြတ်စွာဘုရားဒီကဘာကနေပြန်ပြီးတော့ရေတွက်လိုက်တဲ့အခါမှာ30နှစ်တကဘာမြောက်ကဘာတစ်ခုတစ်ခုဆိုတာအလွန်ကြာတယ်အဲ့ဒီအလွန်ကြာလာတဲ့ကဘာတွေတဲက30တကဘာမြောက်မှာတိခိဆိုတဲ့မြတ်စွာဘုရားပွင့်အဲ့ဒီတိခိမြတ်စွာဘုရားပွင့်တဲ့အခါမှာသာသနာပေါ်ဝင်ပြီးတော့သူကဘိက္ခုနီဝတ်တယ်သူကအဲ့ဒီခြုံတော့ဆမ်းမြင့်ပြမနာအမျိုးမှာအမျိုးသမီးတူဖြစ်တယ်အဲ့ဒီမှာသူဘာမရွင်လုံးမိတယ်လေလို့ဆိုတော့အတိကိမြတ်စွာဘုရားရဲ့လက်ထက်ဆိုတိခိမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အခါစေတီကြီးတည်ထားလို့အဲ့ဒီစေတီကိုဘုရားဘုတက်ကြတဲ့အခါမျိုးသမီးတွေတဲ့ဘိက္ခုနီထေရီမာကြီးတွေယဟန္တာအရှင်မကြီးတွေလည်းပါတယ်ပေါ့အဲ့ဒီမှာလူဆိုတာစိတ်ကိုယ်သာထိန်းနိုင်တာဟိုယဟန္တာဖြစ်ပေမဲ့လို့တခါတရံကျတော့လူရဲ့ကိုယ်ကာယဆိုတာကအညစ်အကြေးကတော့ထွက်စမြဲပဲပေါ့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့ပါးစပ်ကရွှေထွက်မှာမဟုတ်တာပဲအဲ့တော့သူလည်းပဲအညစ်အကြေးတော့ထွက်တာပေါ့အဲ့တော့သူရှိကသွားတဲ့ယဟန္တာထေရီမာကြီးကဖះကိုလှက်ပတ်ဖူးရင်းကနေပြီးတော့မတော်တဆသသွေးထွေးလိုက်တာဖះရင်ပြင်ပေါ်လမ်းကြောင်းပေါ်ကျသွားသူကနောက်ကလိုက်လာတယ်တော်တော်လေးလှမ်းနဲ့လိုက်လာတဲ့အခါဟိုဘိက္ခုနီမာကြီးကမတော်တဆဖြစ်သွားတဲ့တတွေးခွက်သူလျှောက်တဲ့လမ်းမှာမြင်လိုက်တဲ့အခါကျတော့ဘာပြောလိုက်တယ်ဆိုဘယ်ပြည့်တစားမကများဒီတတွေးထွေးသွားတာလေအလကားသာသနာပြတ်မတွေလို့ဆိုပြီးတော့ဆဲလိုက်တာနော်အဲ့တော့နှုတ်ဆိုတဲ့အမတန်တတိထားရတယ်သူဆဲလိုက်တဲ့စကားတစ်ခုကသူကိုယ်တိုင်ပြန်ပြောပြသူကိုယ်တိုင်ပြန်ပြောပြတဲ့စကားထဲမှာဝေတိကာစအနာဒါရာဇိနသာသနာဒုတိကာသူပြောလိုက်တာဝေတိကာစအနာစာရာဆိုတာအကျင့်ပြတ်မတွေဟုတ်လားမိမ့်မဲ့ပြတ်တွေဇိနသာသနာဒုတိကာဖရာသာသနာပြတ်မတွေလို့ဘယ်သူကဒီတတွေးကိုထွေးသွားတာလဲလို့ဆိုပြီးတော့ဖရာရင်ပြင်မှာညစ်တင်းညစ်ပတ်လောက်ရမလားလို့သွားပြီးတော့နှုတ်ကနေဆိုလိုက်တာသူပြောလိုက်တဲ့တကယ်တတွေးဆင်သွားတဲ့အမျိုးသမီးကတာမန်မျိုးသမီးမဟုတ်ဘူးယဟနာမကြီးဖြစ်အဲ့တော့သူယဟနာမကိုပြမမိတာဖြစ်သွားတယ်အဲ့ဒါတတိထားရတယ်နော်အလွန်ကြောက်ဘဝမှာသင်္ကန်းစာယူရဘဝမှာတစ်ခါမားလိုက်တာတသံတရားလုံးသွားတယ်တသံတရားလုံးကပြင်မရတဲ့အမှားမျိုးဖြစ်သွားတယ်အဲ့ဒါသင်္ကန်းစာယူဖို့ပြောတာနော်သင်္ကန်းစာယူရမယ်နှုတ်ထွက်မကြမ်းကြစေနဲ့ကိုယ်ပါးစပ်ကထွက်တဲ့စကားဟာတန်မိုးရှိတဲ့စကားပဲထွက်စေရမယ်
ဆဲရည်တဲ့စကားရိုင်းပြတဲ့စကားကိုယ်နှုတ်ကမထွက်မိအောင်သတိထားဖို့လူတွေကကိုယ့်ကိုယ်ပိုင်တယ်လို့ထင်တယ်မပိုင်ဘူးကိုဖြစ်ချင်တာမဖြစ်ဘူးစိတ်ဖြစ်ချင်တဲ့အတိုင်းလိုက်ဖြစ်နေကြတယ်စိတ်ဆိုရင်ကျမ်းတမ်းတဲ့စကားတွေပြောကြတာဒါကိုပြောချင်တာမဟုတ်ဘူးအေးဒါကြောင့်မလို့အမြဲတမ်းသတိထားနေတာပေါ့သူပြောလိုက်တာဝိသိကာစအနာစာရာပြိဋ္ဌစာအပြက်မတွေဟောစိနသာသနာဒုတိကဘုရားသာသနာအဖြတ်မတွေစေရီရင်ပြင်မှာဒရွေးထွေးသွားတယ်ဆိုပြီးပြောအဲ့ဒီအကုသိုလ်ကြောင့်သူငရဲကြသွားတယ်ငရဲကြသွားရုံနဲ့မကဘူးငရဲလွတ်လာတဲ့အခါမှာယဟန္တာကိုသူပြမာတာကယဟန္တာဆိုတော့စဉ်းစားကြည့်လေဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ဂုံးမုံကြီးကိုခေါင်းနဲ့တိုက်လို့ရှိရင်မနာဘူးကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ရင်တော့နာမှာပဲဂုံမရှိတဲ့ပုဂ္ဂိုလ်ကိုပြမမိရင်ဒါတော့မနာဘူးနော်ဂုံမရှိတဲ့ဂုံရှိတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်တုံးကြီးတို့သူကြစ်လက်ကြောက်တုံးကြီးတို့ကြစ်လက်တဲ့အဲ့လိုဂုံရှိတဲ့ပုဂ္ဂိုလ်ဂုံနေအနှစ်တည်တီးနေတဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့ပြမလိုက်ရင်ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ထားတဲ့ပိုးနာသွားတယ်သူကဒီလိုဆိုလို့လားသူပြမလိုက်တဲ့ပုဂ္ဂိုလ်ကအရိယပုဂ္ဂိုလ်ကြီးဖြစ်နေသည့်အတွက်ကြောင့်သူပြောလိုက်တဲ့စကားတစ်ခုအမြဲတမ်းပြင်းထန်သွားပြီးတော့သူဟာဘဝပေါင်း1000နဲ့ပြည့်စုံမှာဘဝရွယ်ရောက်တယ်ပြည့်စုံမှာဘဝရောက်သွားတာဘဝပေါင်း1000ကြာဒီလိုဆိုလို့နော်